အားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ရုံထီမှာဒီနေ့က2025စက်တင်ဘာလ28ရက်နဲ့မနေ့ကင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကရုရှားရောက်မင်းအောင်လှိုင်ကနျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်လို့ဒီအပြင်အာကာသစူးစမ်းလက်လာရေးအတွက်ကျူတူလွတ်တင်လို့ပြန်ပါတယ်လို့သိရပါတယ်ဒီနျူကလ িয়ার အသေးစားဓာတ်ပေါင်းဖို့တိစောက်ရန်အတွက်ကအနည်းဆုံးဒေါ်လာတန်းရာချီမှတဘီလီယံခွဲကောင်ကြပြီးတော့လောက်စင်ထင်းထင်းလေးပတ်ခါကိုလေးပတ်ခါပေါ့နော်ဒေါ်လာ2သန်းအထက်တွန်းရှိနေပါလိမ့်လို့သိရပါဒီလိုမျိုးကောင်ကြစရိတ်များတာကိုအခုချိန်မှာသူ့အတွက်ကျွန်တော်တိုင်းပြည်မှာမွေးနေတဲ့အချိန်မှာဒီလိုမျိုးကိုသူ့ရဲ့စက်ကထက်တန်နေတဲ့အကြောင်းတွေကိုနော်ပေါ်ပြတာဖြစ်ပါတယ်မတေမရတော့ပေါ်ပြနေတာဖြစ်ပါတယ်သူကဘာမှလုံးနိုင်တာမဟုတ်ဘဲနဲ့ထပ်ပြီးတော့သူ့ရဲ့စိတ်ထိတ်မှရှိတဲ့ဟာကိုပြဲမရငွေကိုပြင်ပြီးတော့ပြောနေတာဖြစ်ပါတယ်ဘို့တော့ဒါကတော့တခုအဲ့နောက်မှာအာနာရှင်ဟောင်းတန်းဆွေဦးဆောင်ရေးဆွဲခဲ့သော2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့အားနည်းချက်ပေါ့နော်အားနည်းချက်နဲ့အားသာချက်များပြင်ဆင်သည့်အချက်များအပါအဝင်အသေးစိတ်လက်လာသုံးသပ်ရေးအဖွဲ့တစ်ခုကိုမင်းအောင်လှိုင်ကဖွဲ့စည်းပြီးစာတမ်းများတင်ပြခန်းနေကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒီကအခြေခံဥပဒေပါစစ်တပ်၏အခန်းကဏ္ဍပေါ့နော်တိုးမြင့်လာနိုင်ဖွယ်ရှိတယ်ဟုဆိုပါတယ်လို့သတင်းတွေခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဆိုတော့ဒီကစစ်တပ်အတွက်အခုချိန်မှာဆိုလို့ရှိရင်တော့အခြေခံဥပဒေပါစစ်တပ်၏ပေါ့နော်အခန်းကဏ္ဍတိုးမြင့်လာနိုင်ဖွယ်ရှိတဲ့အကြောင်းတွေဖြစ်ပါတယ်ဆိုတော့အခုချိန်မှာစစ်တပ်ကဒေါ်လေးကိုပြင်ရှင်ဖို့အတွက်လောချင်နေဆိုတာကသူတို့အတွက်ဘယ်လိုတွေလုပ်မလဲဆိုတာကိုပေါ့နော်သူတို့စဉ်းစားနေတာဖြစ်ပါတယ်မြောင်းလိုက်ကပေါ့နော်ဆိုတော့အခုချိန်မှာအသေးစိတ်သူကလည်းမသိသေးဘူးထင်ပါတယ်ဆိုတော့ဒါကတော့တခုအဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့ကချင်ပြည်နယ်ကသတင်းတွေကိုစိတ်ရဲသတင်းတွေနဲ့တင်ဆက်ပြပါမယ်ဒါကတော့ကချင်ပြည်နယ်ဝမ်းမို့မြို့နယ်လမြန်ကျေးရွာတော့သူစစ်စင်လာတော့စစ်တပ်စစ်ကြောင်းမှာခမရ318တရင်မူဒုတိယဘုံမူကြီးမှာတိုက်ပွဲအတွက်မှာရရှိသောဒဏ်ရာများဖြင့်တေဆောင်သွားကြောင်း KIA စစ်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်သူကတော့ဒီတက်ပွဲမှာရရှိထားတဲ့ဒဏ်ရာတို့ကြောင့်တေဆုံးခဲ့ပါတယ်တဲ့ဆိုတော့ဒီကဝမ်းမို့လမြန်ရွာတက်ပွဲမှာပေါ့နော်တနန်းမြို့နယ်အခြေဆက်ခမရ318မှာတရင်မူပြင်းထန်တဲ့ရရှိပါကပေါ့နော်ဆိုတော့အဲ့ဒီမင်းကျနာကိုကားနဲ့တေသွားရင်းမှာလမ်းမှာပဲတေဆုံးသွားပါတယ်ဆိုပြီးတော့ KAC ရဲ့သတင်းချင်းမြစ်ကပြောဆိုထားဖြစ်ပါတယ်ဒါကတော့သတင်းကောင်းတစ်ခုလို့ပြောရမှာဖြစ်ပါတယ်တရင်မူဆိုတာကတော့ရေရရှိကတော့နေတာတော့မဟုတ်ဘူးเนาะဒါကတော့တစ်ခုအဲ့ဒီနောက်မှာနောက်တစ်ခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီဘန်မမြို့မှာဘန်မဘောနော်ဘန်မမြို့အနေတက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့နေမရှင်းလေးရဲလော့ဆောင်စင်မှာစသားအလုံးများပြီးရင်လက်နက်ခဲယမ်းများနဲ့အတူ SNA အဖွဲ့ဝင်နှုတ်ကိုရှင်ဖမ်းမိခဲ့ပါလို့သိရပါအရှင်ဖမ်းမိခဲ့တာပေါ့နော်ဒါကတော့ဒီစကန်တန်းကဘန်မမြို့ကိုကျွန်တော်တို့လိုင်းတဲ့ဖွဲ့တွေကတင်းပတ်ခဲ့ပြီးအဲ့ဒီအနီးနားမှာပြင်ပြီးတော့စော့ခွာပြီးတော့ခုခံဆက်နေတယ်ပေါ့နော်ခံဆက်နေနဲ့ပြင်ပြီးတော့ပြင်ထားတဲ့စစ်တပ်နဲ့ SNA အဖွဲ့တွေကိုကျွန်တော်တို့လည်းဖွဲ့ကလိုက်ပြီးတော့ရှင်းနေနေတာဖြစ်ပါတယ်ဒီရှင်းနေတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေတည်ဆောင်နေတဲ့သူတွေနဲ့ဒီအရှင်ဖမ်းမိသူတွေပေါ့နော်ရှိနေတယ်လို့သတင်းတွေကြားသိရပါတယ်ဒါကတော့24ရက်နေ့ကဒီတဲ့ဟိုတွေကပေါ့နော်နေမရှင်းလေးရဲ့လောက်ဆောင်တော့စစ်ခွေအလွန်သုံးလုံးနေတဲ့လက်နဲ့ငားလက်သိစီရရှိခဲ့တဲ့စစ်ခွေစစ်ကြောင်းကလည်းတာဝတန်ကုန်းနာထိတူးလာလို့တိုက်ပွဲလဲစစ်ဖြစ်နေတဲ့တိုက်ပွဲအတွင်းမှာထိခတ်တဲ့ရရှိတဲ့ SNA အဖွဲ့ဝင်တို့အကောင်ကိုလေအရှင်ဖမ်းမိခဲ့တယ်လို့သိရပါဆိုပြီးတော့ခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဒီဟာကတော့စစ်ကောင်စီတပ်ဖွဲ့နဲ့ပူးပေါင်းနေတဲ့ SNA တပ်ဖွဲ့တွေကတော့ဒီမြို့တော်ဥပဒေနဲ့အညီပေါ့နော်ထားရှိထားတဲ့အကြောင်းတွေဖြစ်ပါတယ်ဒါကတော့သတင်းထိုးအနေနဲ့စီးရဲသတင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့ပဲခူးတန်းတရားဝတီမြို့နယ်တွင်တဲ့စင်ခိုစာဖြန့်စစ်မှုထမ်းတပ်သားတွေစွဆောင်းနိုင်ခြင်းမရှိတော့ကြောင့်နေအိမ်များအထဲထိပါလူငယ်များကိုဝမ်းရောက်ပေါ်တာဆွေဖမ်းဆီးရန်စစ်တပ်ကမိစိုးထီးများနဲ့ရက်ွက်ရဲရွာအုပ်ချုပ်ရေးအဖွဲ့များကိုညှိုကြားလာကြောင်းတိုင်ဝတီမြို့အခြေဆက်တဲ့ဒေသတရင်ရင်းမြစ်ကပြောဆိုပါဆိုပြီးတော့ခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တော့စစ်ကောင်စီကသူတို့အတွက်ဒေခံပေးမဲ့စစ်သားတိတွေကိုမရမကကိုဆွေးခန်းတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့သူတို့တွေက imported ထိကိုဟိုတဲ့အရင်တော့ကလည်းကျွန်တော်တို့ပြောပါတယ် imported ထိကိုဆွေးနေပါပြီဆိုတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်တော့တကယ်ညိုကြားလာတဲ့
သတင်းအကြောင်းသတင်းရင်းမြစ်တွေကနေသိရှိရတဲ့အကြောင်းတွေဖြစ်ပါတယ်ဒါကတော့သူတို့တကယ်လောက်နေပါပြီဆိုတာကိုသူတို့ညွှန်ကြားထားတာဖြစ်ပါတယ်အဲ့ဒီတော့ကတော့အရင်တော့ကတော့ညွှန်ကြားထားတာမရှိဘူးဒါမှမဟုတ်လေသူတို့ကိုယ်တန်းကပေါ့နော် imported တက်ပြီးတော့လောက်နေကြဖြစ်ပါတယ်ဆိုတော့ဒီဟာကအုတ်ကြီးနဲ့ရာအိမ်မှုတွေကိုကအခုနောက်ပိုင်းစစ်မှုထမ်းဆွဆောင်တာတွေကအပြင်ထွက်လာတဲ့လူငယ်တွေကိုပဲမဟုတ်တော့ဘဲနဲ့ဒီနေအိမ်ထဲထိပါဝန်ဖမ်းတဲ့အခြေအနေဖြစ်နေပါပြီတဲ့အဲ့ထဲမှာအစိုးဆုံးကအော်လပန်ခေါင်ဂျေးဝအုတ်စုကနော်အုတ်ချုပ်ရဲမှုတင်စုကအစိုးဆုံးပဲတဲ့နေအိမ်ထဲပါဝန်ရုံရက်နေပြီးတော့ဖမ်းခန်းတာသူကလက်နဲ့ကန်မီဇိုတိတွေပါရှိတော့ဒါယဝတီမြို့နယ်ထဲမှာလူပအဝဆောင်အုတ်ချုပ်ရဲမှုပဲစစ်မှုအုတ်ချုပ်မှုပဲလူပအဝဆောင်အုတ်ချုပ်မှုပဲစစ်မှုထမ်းကျေးသူကလည်းဗောနော်စစ်မှုထမ်းကျေးလေကော့တလုံးအိမ်ထဲထိလေဗိုတာဝန်ဆွေးပါတယ်တဲ့တန်ချင်တဲ့နေရာတန်းလမ်းပေါ်လေတင်ချင်တလောက်တင်မင်းတို့ပထွေ PDF တွေကိုတန်းတွေကိုလေတန်လေခရုမဆိုင်ဘူးလို့ကြွေးကြော်နေတာဟုဒေသပြည်သူများကပြောဆိုပါတယ်တဲ့ဒါကတော့ခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဒီလိုမျိုးကိုအာချောင်ပြီးတော့ဖင်ကြားနေတဲ့ကောင်တွေကိုမကြခင်လက်တော့မှာဆိုတော့ဒါကကျွန်တော်တို့တော်လိုင်းတစ်ဖို့တွေကိုဒီလိုမျိုးကိုစင်ခေါ်နေသူတွေကတော့မကြဘူးเนาะလက်တာမြန်တယ်ဆိုတော့ဒါကတော့အချို့ရေးမှုတဲ့အကြောင်းတွေပေါ့เนาะဆိုတော့အခုလိုမျိုးလူတွေဖြစ်ပြခဲ့တဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်